ရက်လက်ကတော့တော်ကြီးကိုအံ့ဩဖို့ကောင်းတယ်ဗျာပတ်ဝန်းတို့ကပြောခဲ့တဲ့အကြောင်းကိုဆက်ပြောရရင်မြောက်ဝစ်စုံကြီးဝတ်ထားတဲ့သူတယောက်ကကစားသမားတွေရဲ့ဂျားတဲ့ကိုဝင်လာတယ်သူကကစားသမားတွေရဲ့အလယ်မှာဝင်ရက်ပြီးသူ့ရင်ဘက်ကိုသူထုပြီးတော့တဖြည်းဖြည်းချင်းပြန်ထွက်သွားတယ်ဗီဒီယိုလည်းပြီးသွားရောပတ်ဝန်းသူတွေကိုဘောလုံးပနကြိမ်ပုတ်လဲလို့မေးပြီးတော့ဗီဒီယိုထဲမှာတခြားထူးခြားတာတစ်ခုခုများတွေးမိသေးလားလို့လည်းထပ်မေးကြည့်ရလက်ကတော့ဒီစမ်းသပ်မှုမှာပါဝင်တဲ့လူတွေရဲ့တဝက်ကျော်လောက်ကဒီနောက်ဝတ်ဆောင်ကြီးဝတ်ထားတဲ့လူကိုမမြင်လိုက်ကြဘူးသူတို့တွေကတယောက်ကပြန်ပြောပြတာဆိုရင်လူတယောက်ဝင်လာမှန်းတော့သတိထားမိလိုက်တယ်ဒါပေမဲ့ तू ဘာဝင်လာမှန်းတော့မသိလိုက်ဘူးတဲ့ဒီစမ်းသပ်မှုနဲ့ပတ်သက်ပြီးကျွန်တော်တွေးမိတာတစ်ခုကကျွန်တော်တို့ကလူမြင်စောင်းမှာကိုကြောက်ရမှာမဟုတ်ဘူးကျွန်တော်တို့ပြောချင်တာကိုသူများအာယုံမရမှာကိုပဲကြောက်ရမှာဝေဖန်ခံရတယ်ဆိုကြတဲ့ကခမည်းတော်ကန်ကောင်းလို့ပဲသူ့အာယုံနဲ့သူရှုပ်နေတဲ့ဂျားတွေကခမည်းအတွက်တက်ထက်ကြီးအာယုံစိုက်ပေးတာဒါကျေးဇူးတင်ကြတော့ကောင်းသေးတယ်ဒါပေမဲ့မစိုးရိမ်ပါနဲ့ခမည်းကိုဝေဖန်တဲ့သူကလည်းသူဝေဖန်ခြင်းတော့ခဏလေးမှပဲခမည်းအပေါ်အာယုံရတာပြီးရင်သူကိစ္စနဲ့သူခမည်းအကြောင်းကိုမှတ်တော့မှတ်မိတော့မှာမဟုတ်ဘူးတခုရှိတာကခမည်းက content creator ဖြစ်ချင်တဲ့သူတယောက်ဆိုရင်တော့ခမည်းသိထားတဲ့ knowledge ကလူတွေရဲ့ attention filter ကိုဘယ်လိုကြော်ဖြတ်ရမလဲဆိုတာကိုပဲ